ဆဲတန်လီကြားတော့ဘယ်ဆဲမလို့ပြန်နော်အဲ့လိုအလုပ်တွေမလုပ်ဘူးဆဲတယ်ဝှက်တယ်ဆိုတာမျိုးမင်းမင်းတို့တော့မလုပ်ဘူးသဘောပေါက်လားโอเคနော်ကိုယ့်ကိုတမာဒီဝကြကြနဲ့ကိုအေးဆေးဆေးတည်ရမလားနော်အိမ်ကြီးရှိနေတာကျွန်တော်တို့အဲ့လိုပုံဝင်ကြီးကိုနော်နားကြမင်းကက်စီမဲလုပ်တယ်မလုပ်နိုင်ဘတ်ချင်တယ်ဗျာစင် everything တင်လူချောနဲ့တွဲမစောနဲ့တင်တော့မှာကွာဂါနာချူဘာလို့ကိုင်းလို့ကန်ပြန်ပြီဟေးအဲ့ငါလူးမသားလေတားကိုကန်နေတာမအေးလုံးအဲ့လောက်ကန်ချင်ရသလားဂါနာချူအော်ငါလူးရမပဲလီလိုပဲဟဲ့မလူးလူကန်နေရလီလိုမပဲလေထွန်စားဘောလုံးကန်မစားနဲ့လေထွန်စားဝီဘော6ကြောင်မပေးနဲ့အဲ့ကောင်ဘသူတို့လုံးမဒါတော့စောက်ချက်တွေတုံးနေတာမင်း3ဝဲလောက်ရှိမေလို့ချက်တွေတုံးနေတာ3ဝဲလောက်ရှိမပေးအဲ့ကောင်ဘောလုံးမပေးနဲ့အဲ့ဘက်ကနေမစော့နဲ့ဘာလုံး60ဘာလို့60မင်းနာမည်ခေါ်ရတာလေငါလူတွေကကြာနေတာပဲကွာလီးနေပဲမကြီးတော့ကြီးကျိုးနဲ့ဆွဲလာဆိုပဲလေးတင်းနဲ့ကိုယ်စီရနေတဲ့ဘောလုံးဘာလုံးနေမှမသိဘူးအဲ့စပင်ညက်ချင်လဲညက်ဟဲ့ငါလီကွာတားပြင်းတာကွာမကြီးတော့ကြီးမင်းတရွတ်တိုက်ဆွဲလာသလိုပဲဘာလုံးမှမသိဘူးလီးလိုပဲအော်ယာကဲစမဲတို့ကလည်းကိုဒီအေးစီလာတဲ့ဘောလုံးကိုပဲငါလူတွေလိုပေးနေရလားဒီကောင်ကကွာလီးလိုပဲကိုစီတယောက်တည်းမင်းပေးမှာဘယ်သူမှမရှိဘူးကွာအဲ့လုံးကိုပဲသူများဟိုတဖုံဖုံဆွတ်ဆက်ကန်းနေတာငါလိုတော့ကြနေရမယ်ငါလိုနားမလဲဘူးကွာဒီဆောက်ကလေးကငါလိုမှသားလေးကဘာလို့ဒီဘက်ချင်းမှာရက်နေရတာတော့ကို့မဲ့ဟောဒါတော့ရိုက်သူတို့ပတ်ပြေးဖို့ကွာမင်းကလေတော်ကြပါတော့